Taking care of my little grace ဒီအပင်လေးတွေကတော့တတော်ကနေအမေမာထားတဲ့အပင်လေးတွေပါပင်နေလည်းမသိပေမဲ့ရောင်းတဲ့သူကကံကောင်းစီရဲ့တဲ့ပထမဆုံးအိမ်ထဲမှာရှိတဲ့အပင်တွေကိုရေလောင်းပါတယ်တချို့ပင်တွေကတော့တေကုန်ပါပြီဒါကတော့ခါရာရူရဲ့အိမ်ရှိမှမြင်ရတဲ့အပင်လေးတွေပါဒါတွေကတော့ဘာပင်နေလည်းမသိပါဘူးပြီးတော့ခါရာကြိုက်တဲ့တရုတ်စကားပန်းလေးတွေကိုလည်းရေလောင်းပါတယ်ပြီးတော့ဘာမှမသိရဲ့ပင်ကိုလည်းလောင်းပါတယ်ဒါကတော့ကန်းကော်ပင်မှာပင်သေးပေမဲ့သူပန်းပွင့်လေးတွေပွင့်ပါတယ်ပြီးတော့တရုတ်စကားပန်းလေးတွေကိုပဲထပ်လောင်းပါတယ်ဒီအပင်လေးတွေကတော့သူများလက်ဆောင်ပေးရပါဘာလို့လဲဆိုတော့ခါရာရဲ့အမေကပန်းတော်ကြိုက်တဲ့ထေပါပါတယ်ဒီပန်းလေးတွေကိုလည်းပို့ပြီးတော့လှအောင်ရေလေးလိုက်ဖြန်းပေးလိုက်ပါတယ်ပြီးတော့တရုတ်စကားပန်းလေးကိုလည်းထပ်ပြီးတော့ရေဖြန်းပေးလိုက်ပါတယ်တရုတ်စကားပန်းလေးတွေကိုတော်ကြိုက်ပါတယ်အဲကြောင့်မလို့ channel မှာတရုတ်စကားပန်းပင်တွေကအများကြီးပါပဲအမေကလည်းကြိုက်ပါတယ်ဒါကတော့မလကာတီးပင်ပါအပင်လေးကငယ်သေးတော့အတီးရတော့မတီးသေးပါဘူးဒါကတော့ခါရာရူရဲ့အပေါ်ဆုံးထက်ကနေမြင်ရတဲ့ရှုခင်းလေးပါခါရာကတော့ညနေပါပေါ်တက်ရတာအရင်ကြိုက်ပါတယ်ပြီးတော့ဟိုရိုက်တီရိုက်နဲ့ရှောက်ပြီးတော့ရိုက်ပါတယ်ဘာလို့လဲဆိုတော့လာလို့ခံစားလို့ပါ Oh my